လူတယောက်ဟာသူ့ရဲ့ရေခဲတစ်တာထဲမှာအသေးစားလူယဉ်ကျေးမှုတစ်ခုပေါ်ပေါက်နေတာကိုတုံ့နှုတ်ချောက်ချားစွာနဲ့ရှာဖွေတွေ့ရှိသွားပါတယ်။အဲ့ဒီနေရာမှာဖွံ့ဖြိုးတိုးတက်နေုံနဲ့မကပဲအစောပိုင်းလူယဉ်ကျေးမှုတွေဟာအံ့ဩလောက်ပဲညံနှုံးနဲ့တိုးတက်နေတာပါ။ရေခဲတစ်တာတွေကအချိန်ဟာအပြင်လောကထက်အစပေါင်းတောင်းနှစ်ချီပြီးပိုမြန်ဆန်နေပါတယ်။နာရီနှဲငယ်အတွင်းမှာပဲအဲ့ဒီသေးငယ်တဲ့လူသားလေးတွေဟာပင်ကိုယ်တဘာဝလူရိုင်းအဆင့်ကနေအဆင့်မြင့်ယဉ်ကျေးမှုအတိုင်းအဝိုင်းတစ်ခုအထိဖြစ်ထွန်းလာကြပါတယ်။ထိုလင်မယားနှစ်ယောက်ဟာဖျားသခင်တစ်ပါးရဲ့အမြင်မျိုးနဲ့တစ်ခုလုံးသောယဉ်ကျေးမှုတစ်ခုပေါ်ပေါက်လာပြီးပြတ်သုံးသွားတာကိုသူတို့မျက်စိရှိမှတင်ကြည့်ရှုနေကြရတာပါ။အဲ့ဒီလင်မယားဟာတိုက်ခန်းတစ်ခုကိုငှားရမ်းထားတာမို့အဲ့ဒီမှာပါလာတဲ့ခေဟောင်းရေခဲတစ်တာကိုတိတ်ပြီးဂရုမစိုက်မိခဲ့ကြပါဘူး။ဒါပေမဲ့ယောက်ျားဖြစ်သူကပျော်ပွဲစားဖို့အတွက်ရေခဲတုံးတစ်ခုကိုထုတ်လိုက်တဲ့အခါမှာတော့အဲ့ဒီရေခဲတုံးထဲမှာထူးဆန်းတဲ့အရာတစ်ခုကိုတွေ့လိုက်ရပါတယ်။ဇနီးဖြစ်သူကမှန်ဘီလူးကိုချက်ချင်းယူပြီးအနီးကပ်စစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့သူတို့နှစ်ယောက်လုံးထိတ်လန့်သွားကြပါတယ်။ရေခဲတုံးထဲမှာရေခဲခစ်ကတားမွေးစုံဆွဲတစ်ကောင်ရဲ့ပုံစံမျိုးကိုတွေ့လိုက်ရပြီးသူ့ကြောမှာနှံတွေစိုက်ဝင်နေတာကိုမြင်လိုက်ရပါတယ်။တားမွေးစုံဆွဲတွေဟာလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ပေါင်းများစွာကတည်းကမျိုးတုံးသွားခဲ့တာမို့ဒီရေခဲတစ်တာဟာတာမန်မဟုတ်ဘူးဆိုတာသူမှချက်ချင်းသဘောပေါက်သွားပြီးအသေးစိတ်ဆက်လက်စုံစမ်းတော့ပါတော့တယ်။ Oh my god. ရေခဲတစ်တာတကားကိုပိတ်ဆို့နေတဲ့ရေခဲတွေကိုဖယ်ရှားလိုက်တဲ့အခါမှာတော့သူတို့ဟာရေခဲတစ်တာထဲမှာအပြည့်အဝဖွံ့ဖြိုးတိုးတက်နေတဲ့အသေးစားလူယဉ်ကျေးမှုတစ်ခုကိုတွေ့လိုက်ရပါတယ်။အိမ်ငါးဟောင်းကြံခဲ့တဲ့ကီဝီဒီ3ပေါင်တောင်မှသူတို့လူဖွဲ့စည်းကိုရေရှည်တည်တံ့စေဖို့အတွက်ပြင်မြန်စွာပဲအသုံးပြုခံလိုက်ရပါတယ်။မျက်စိတမိတ်အတွင်းမှာတင်ပဲအဲ့ဒီယဉ်ကျေးမှုဟာအလယ်ခေတ်ကိုရောက်ရှိသွားခဲ့ပါတယ်။လူဦးရေကလည်းစတက်ထိုးတိုးပွားလာပြီးမြို့သူမြို့သားတွေရဲ့မရက်မနာအလုပ်လုပ်ကိုင်မှုတွေကြောင့်တစ်မျိုးလုံးဟာအမြဲတစေလှုပ်ရှားသက်ဝင်နေပါတော့